Hello အားလုံးပဲမင်္ဂလာပါရှင်မြတ်ပါရှင်မမေကဒီနေ့အာလူကျော်ကြိုက်တဲ့ဒူတွေကိုပေါ့နော်အိမ်မှာပဲလွယ်လွယ်ကူကူအာလူကျော်ကျွတ်ကျွတ်ရွရွလေးနဲ့ပေါ့နော်စားကောင်းအောင်ကြော်နီးလေးကိုမမေကမျှဝေပေးတော့မှာဖြစ်ပါတယ်မမေကအာလူကိုအရသာ၃မျိုးနဲ့ကြော်ပြသွားမှာပါနော်ကဲဒါဆိုမမေရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ရှင်ဒါအာလူလေးပေါ့နော်ဒီအာလူမမေက6လုံးလောက်သုံးထားပါတယ်ဒါလေးတွေကိုအခွန်ခွာပြီးတော့ရေးဆေးမှာပါရှင်မမေကဒီချစ်လေးကိုသုံးပြီးတော့အာလူချစ်တဲ့နေရာကနေချစ်ထားပါတယ်ရှင်ပပလေးတွေရတယ်ပေါ့နော်ကဲဒါချစ်ပြီးသွားပါပြီအကုန်ချစ်ပြီးသွားပြီဆိုရင်မမေကဒါကိုရေးဆေးပါမယ်နော်သူ့ထက်ကအစီးတွေပေါ့နော်အစီးတွေအကုန်ကုန်သွားအောင်ရေကို3ထပ်လောက်တခြားလေးဆေးပေးလိုက်ပါမယ်ရှင်ဒါမှကြော်တဲ့အခါကျွတ်ကျွတ်ရွရွလေးဖြစ်နေမှာပါနော်ဒီရေတုံးလိုက်ပါမယ်ပြီးတော့နောက်ထပ်တစ်ထပ်ရေဆေးပါမယ်မမေက3ခေါက်ဆေးထားပါတယ်နော်ရေလေးကြည်သွားရဲ့ဒီ3ခေါက်ဆေးထားပါတယ်အကုန်ဆေးပြီးသွားရင်တော့မမေကသူ့ထဲကိုမပေါ့အောင်ပေါ့နော်စားလေးထည့်ပါတယ်ပြီးရင်တော့စနွေးမုံလေးအနေငယ်ထည့်ပါရရှင်ပြီးရင်တော့ဒါတွေအကုန်လုံးနှမ်းသွားအောင်တခြားလေးနေပေးလိုက်ပါမယ်ကဲဒါဆိုရင်စပြီးကြော်လို့ရပြီနော်စီပူပူထဲမှာအာလူလေးစားထည့်ပြီးတော့ကြော်ပါမယ်နော်မင်းကဒါပေါ့နော်စီပေါက်လို့ကင်မရာနည်းနည်းလေးမငြိမ်ဘူးဖြစ်သွားပါရဲ့ရှင်လက်ထက်မှာအထက်လိုက်ယူပြီးတော့တက်လွားချင်းထည့်လို့လည်းရတယ်နော်ကဲဒီမှာကသူကလေကြော်ရင်းနဲ့ပေါ့နော်အိုးရဲထည့်ပြီးတော့အချိန်တစ်ခုထိရောက်တဲ့အခါမှာစပြီးနည်းနည်းလေးမှွေပါမယ်ရှင်ဖြည်းဖြည်းလေးမှွေပေးပေါ့နော်သူစီများများလေးနဲ့ကြော်မှရမယ်ရှင်ပြီးတော့ဒီလိုနည်းနည်းလေးကျွတ်သွားပြီဆိုလို့ရှိရင်မီးကိုရှော့လိုက်ပေါ့နော်မီးရဲ့အပူချိန်ကိုရှော့ပြီးတော့မှကျွတ်သွားရဲ့အထိဖြည်းဖြည်းချင်းစိတ်ရှိရှိနဲ့ကြော်ပေးပါမယ်ကဲဒီမှာကျွတ်သွားပြီပေါ့နော်ဒီလိုနေထားဆိုမှမင်းကမီးပိတ်လိုက်ပါပြီမီးပိတ်ပြီးတော့မှဇက်တိုက်ကျွတ်သွားအောင်ပေါ့နော်တေချာလေးစိတ်ရှိရှိနဲ့ထားပါမယ်ကဲဒါဆိုရင်တော့ဆယ်လို့ရပြီပေါ့နော်ဆယ်တဲ့ခါလေးစီစစ်တဲ့ပေါ့နော်အပေါက်ပါတယ်ပေါ့နော်စကားပေါက်ပါတယ်စုံလေးနဲ့စင်ပို့ပြီးတော့ကောင်းပါတယ်မမေကအဲ့ဒါလေးမရှိလို့ပေါ့နော်ရိုးစုံလေးနဲ့ပဲစီစစ်ပြီးတော့ဒီစကားလေးထဲမှာပေါ့နော်စီစစ်ပေးထားလိုက်ပါတယ်ရှင်ပြီးသွားရင်တော့မမေကနောက်ကျန်တဲ့ဟာလေးဆက်ပြီးတော့ကြော်ပါမယ်ရှင်ကိုယ်ကိုပြေအောင်ထည့်ပေးလိုက်မယ်နော်ပြီးတော့အချိန်တစ်ခုထိပေါ့နော်ဒီအလေးခဏထားပါမယ်နည်းနည်းလေးကျွတ်ချင်လာရင်မမေကစပြီးတော့မှွေပါမယ်ရှင်ဒီထားလို့ဆိုရင်မှွေလို့ရရင်တော့နည်းနည်းလေးအပေါ်အောင်မှွေပြီးမမေကမီးကိုစတိုက်ချလိုက်ပါမယ်နော်မီးကိုရှော့လိုက်ပါမယ်မီးရှော့ပြီးမီးအေးလေးနဲ့ပေါ့နော်ကျွတ်တဲ့ထိထားမှဖြစ်ပါတယ်ရှင်စိတ်ရှိရှိနဲ့ကြော်ရပါတယ်ကဲကျွတ်သွားပြီဆိုရင်တော့ခုနစီစစ်ထားတဲ့ထဲကိုပေါင်းထည့်ပြီးတော့စီစစ်ပေးထားလိုက်ပါမယ်ရှင်မြင်တာနဲ့ကျွတ်ကျွတ်လေးဆိုတာအရင်သိတာရယ်နော်ဒါတော့ကြံနေတဲ့ဟာလေးတွေပါဆက်ပြီးတော့ကြော်လိုက်ပါအောင်မယ်မင်းကဒါပေါ့နော်ရှေ့ကကြော်ပြီးသားအာလူကြော်လေးတွေကပေါ့နေလို့စားရင်းနည်းနည်းလေးဖြူလိုက်တယ်နည်းနည်းလေးဖြူလိုက်ပါရယ်နော်ခုနအာလူကြော်လေးအေးဝိုင်းမင်းကပြော့တော့မှဆိုလို့ဒါပလင်းလေးကိုထည့်ပေးလိုက်ပါရယ်ရှင်အတန်ဟိုနာထောက်ကြည့်ကျွတ်ရွာနေတာပဲနော်ပလင်းလေးထဲမှာပေါ့နော်ပလင်းကသေးလို့ပေါ့နော်မဆန့်လို့မင်းကဒါဘူးထဲကိုပြောင်းထည့်ပေးလိုက်ပါတယ်ဒါကတော့ကြော်ပြီးရဲ့အာလူကြော်တွေပါကဲဒါကတော့ကြော်ဖို့ကြံပြီးတဲ့အာလူကြော်လေးပါကြော်လက်စားလေးပေါ့နော်ဒါပြီးအောင်မင်းဆက်ကြော်လိုက်ပါအောင်မယ်ရှင်နော်အရာကိုကျွတ်ရွာနေတာလဲကြည့်ပါဦးကျွတ်ကျွတ်လေးကဲဒါဆိုရင်အကုန်လုံးပြီးအောင်ဆက်ပြီးတော့ကြော်လိုက်မယ်နော်ကဲဒါနောက်ဆုံးတော့အိုးပါကိုဘကကိုကြော်ပြီးတော့အရန်ကျဉ်နေနေကြည့်အောင်ကျွတ်ကျွတ်လေးအားလုံးကြော်လို့ပြီးသွားပြီပေါ့နော်မမေအရသာဆက်ပြပါမယ်ရှင်မမေကဒီထဲမှာပေါ့နော်ကြော်တော့အိုးထဲမှာစားလေးနည်းနည်းထည့်လိုက်တယ်ပေါ့နော်အဲ့တော့သူကအရသာလေးကကောင်းသွားပြီပေါ့နော်ဒါကြောင့်မမေကစားထည့်မထည့်ပဲမြုပ်သီးလေးပဲထည့်လိုက်ပါမယ်မြုပ်သီးလေးနည်းနည်းထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့ဒါကိုခောက်မယ်ပေါ့နော်ဟိုရဲဘောနော်နည်းနည်းလေးအရသာပိုရှိချင်းစတားမို့လေးထည့်အောင်နော်မမေကတော့မထည့်တော့ပါဘူးဒါဆိုရင်တော့ဒါအာလူကျော်အဆက်လေးရပါပြီရှင်ဒါလေးကိုမမေခဏဖယ်လိုက်မယ်နော်ဒါကတော့မာလာအရသာအတွက်ဒီမာလာအကင်းမုံလေးထဲမှာဖြစ်ပါရဲ့ရှင်မာလာကင်းမုံလေးတစ်စုံထည့်လိုက်ပါမယ်ထည့်ပြီးတော့ခုနလိုပဲပေါ့နော်မှွေပေးလိုက်ပါမယ်ခောက်ပေးလိုက်ပါမယ်ရှင်အ
တန်နားထောင်ကြည့်နော်လုံးဝကျွတ်လေးကျွတ်ရွာနေတဲ့အတန်လေးဒါလေးကိုလေလေလုံးနဲ့ဘူးလေးတွေဒါထည့်ထားနော်မကုံမရှင်းလုံးဝပြုတ်မသွားပါဘူးမမေအာမခံပါတယ်ရှင်ကဲဒီမှာရသွားပါပြီနော်ကဲဒါဆိုတော့မမေကအချိုးရဲ့အဆက်ရဲ့မလာအရသာရဲ့၃မျိုးပေါ့နော်ဒါလေးကအဆက်လေးပါဒါလေးကတော့မလာအရသာလေးပေါ့နော်အရန်စားလို့ကောင်းပါတယ်ဒါလေးကတော့အချိုလေးပါရှင်ဒါကတော့မမေပေါ့နော်ကြံနဲ့ပိုတဲ့ဟာလေးတွေကိုဘူးထဲထည့်ထားပါနော်ဒီတိုင်းလေးလိုက်ပြီးတော့ကြော်စားကြည့်နော်အရန်စားလို့ကောင်းပါတယ်ရုပ်ရှင်ကြည့်မှစားမလားပေါ့နော်ဒီတိုင်းအပြင်းရွယ်စားမလားတကယ်အရန်စားလို့ကောင်းပါတယ်ရှင်ဒီမှာကြည့်ပါဦးတကယ်ကိုကျွတ်ရွနေရပါပဲဒီတိုင်းလေးပဲလိုက်ပြီးတော့ကြော်စားကြည့်နော်မမေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းချင်းမမေကျေးဇူးများကြီးတင်ပါတယ်ဒီမှာနော်မမေဖဲ့ပြထားပါရဲ့နော်ကျွတ်လေးပေါ့နော်ကဲနောက်ထပ်ဘလော့တွေမှာလည်းမမေကဘာတွေလုပ်ပြအောင်လဲပေါ့နော်ဘာဟင်းတွေချက်ပြအောင်လဲဆိုတာကိုဆက်ပြီးတော့အားပေးချူချကြပါအောင်ရှင်အားလုံးပဲနှုတ်ဆက်ပါရနော်မရတာပေါ့နော်မပြော့ပါအောင်လို့ပေါ့နော်ဒီလိုဘူးလေးတွေနဲ့ထည့်ပြီးတော့တင်ထားပါတယ်အားလုံးပဲဘိုင်ဘိုင်ပါရှင်ညနေ9:00နာရီစကြောည8:00နာရီမှပြီးရနော်မမေရဲ့ဗီဒီယိုလေးတွေကိုသဘောကျရင်ပေါ့နော်မမေရဲ့ channel လေးကိုလည်း subscribe တွေလုပ်ပေးခဲ့ကြပါဦးရှင်အားလုံးပဲနှုတ်ဆက်ပါရနော်